Hello everyone, good morning. Welcome back to my cat vlogs. ဒီနေ့ကကျတော့ကျွန်တော်ရဲ့ special day လို့လည်းပြောလို့ရတယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီနေ့ကကျွန်တော်ရဲ့22နှစ်ပြည့်မွေးနေ့ပဲဖြစ်ပါတယ်။ဆိုတော့ဒီနေ့ကျွန်တော်ဘာတွေလုပ်မလဲ၊ဘယ်တွေသွားမလဲဆိုတာကိုဆက်လက်ပြီးတော့ကြည့်ရှုပေးကြပါအောင်လို့ပြောချင်ပါတယ်။ So let's go. ကဲခွက်တော့ဈေးတော့မှာဖြစ်ပါတယ်။နည်းနည်းတောက်ဆရာလေး juice လေးတွေတော့မှာဖြစ်ပါတယ်။ဆိုတော့လိုက်ခဲ့ပေးကြပါအောင်။ကဲဒါကျတော့ဈေးဝယ်ပြီးတော့ပြန်လာတာပေါ့နော်ဆိုတော့ဘာတွေဝယ်လာလဲဆိုတော့မပြတော့ဘူးအချိန်လဲနီးကပ်နေပြီဆိုတော့ကျွန်တော် make up ပြင်မယ်ပြီးတော့ပြီဆိုလို့ရှိရင်အလားတပုံရိုက်ပါမယ် make up ကတော့ကျွန်တော်တကယ်ချင်း S-Mine ပြင်ပေးတာဖြစ်ပါတယ်မိတ်ဆွေတို့လည်း birthday photo တွေပြီးလို့ရှိရင် wedding photo တွေရိုက်ချင်တယ်ဆိုလို့ရှိရင် S-Mine ခေါ်ပြီးတော့ပြင်ခိုင်းလို့ရပါတယ်လို့ဒီကနေပဲပြောချင်ပါတယ်သူစီမှာ make up ပြင်မယ်ဆိုလို့ရှိရင်စိတ်ရှည်ရှည်နဲ့ကိုကြိုက်တယ်လို့ပြင်ခိုင်းလို့ရပါတယ်ဆိုတော့ကျွန်တော် make up ပြင်လိုက်ပါအောင်မယ်ပြီးမှဓာတ်ပုံရိုက်မယ့်နေရာကိုကျွန်တော်နဲ့အတူတူလိုက်ခဲ့ပေးကြပါအောင်လို့ပြောချင်ပါတယ်ကျွန်တော်ရဲ့အခု video ကမြန်မြန်ဆက်ဆက်နဲ့ edit လုပ်ရတာမလို့နည်းနည်းလေးအဆင်မပြေတာလေးတွေရှိလို့ရှိရင်လည်းနားလည်ပေးကြဖို့ဒီကနေပဲတောင်းဆိုလိုက်ပါတယ် So ဒီအားကျွန်တော် finally lock ပဲဖြစ်ပါတယ်ကဲအခုတော့ make up ပြင်လုပ်ပြီးသွားပြီဆိုတော့ကျွန်တော်တို့ဓာတ်ပုံရိုက်မယ့်နေရာကိုသွားပါမယ်ကျွန်တော်တို့နေတဲ့နေရာနဲ့ဓာတ်ပုံရိုက်မယ့်နေရာကကြတော့ခြေချင်းနဲ့ဆိုလို့ရှိရင်9မိနစ်10မိနစ်လောက်လမ်းလျှောက်ပြီးတော့သွားရတာဖြစ်တဲ့အတွက်မြန်မြန်လေးတော့သွားရပါတယ်ကဲဒီနေရာကျတော့ကျွန်တော်ဓာတ်ပုံရိုက်မယ့်နေရာပေါ့နော်ကဲအခုရိုက်မယ့်နေရာကိုရောက်နေပေါ့နော်ဒါပေမဲ့ဝင်ဘက်ကဟိုဘက်မှာဆိုတော့သွားလိုက်ပါဦးမယ်ဒီနေရာရိုက်မှာပါခုကတော့ဓာတ်ပုံရက်ရောက်မှာပါနည်းနည်းလေးတော့ရိုက်ပြီးသွားပြီတက်ဖို့ရှိပါသေးတယ်ဆိုတော့ဆက်လက်ပြီးကြည့်ရှုပေးကြပါဦးဓာတ်ပုံတစ်ပုံရဖို့တော့မလွယ်ပါဘူးတော့ဟိုအောက်ထပ်ဒီမှာ highway လမ်းဒီမှာရှိနေပြီmake up တခုတည်းမဟုတ်ပဲနဲ့ဓာတ်ပုံတွေကိုလည်းစိတ်ရှည်ရှည်နဲ့မညွန်မငြင်မဲနဲ့ရိုက်ပေးတဲ့အတွက်လည်း S-Mine ကိုဒီနေ့ကနေပြီးတော့ကျေးဇူးများတင်ပါတယ်လို့ပြောခဲ့ချင်ပါတယ်ဆိုတော့အခုကကျတော့တနိုင်ခွဲလောက်ချိန်ကုန်သွားပါပြီအခုချိန်ကြီးစိတ်ကြိုက်မတွေ့သေးဘူးဖြစ်တဲ့အတွက်ဆက်ပြီးတော့ရက်လိုက်ပါအောင်နော်ဆိုတော့ view ကိုတစ်ချက်ပြရင်းနေပေါ့နော်ကျွန်တော်ခေါ်သွားပေးပါမယ်ဆိုတော့ let's go ဒီနေရာကျွန်တော်တို့နေတဲ့နေရာနဲ့တော်တော်လေးကိုနီးတယ်ဒါပေမဲ့တစ်ခါမှမရောက်ဘူးဆိုတော့ the first time ပေါ့နော်ဆိုတော့ဒါကြည့်ကြပါဦးကဲဒါကကျတော့ညနေ sunset view လေးပဲဖြစ်ပါတယ်တော်တော်လေးကိုလှပါတယ် cameraman ကလည်းစိတ်ရှည်ရှည်နဲ့ရိုက်ပေးတာဖြစ်တဲ့အတွက်ပုံကောင်းတွေအများကြီးထွက်ခဲ့ပါတယ်ကဲအခုဆိုလို့ရှိရင်တော့တပ်ပုံရိုက်လုပ်ပြီးတော့ပါပြီ2နာရီလောက်တော့ချိန်ပေးရတယ်ပေါ့နော်ဆိုတော့ဟိုမှာလည်းချစ်စရာပြုတ်စရာလေးရှိသေးတယ်ဖြစ်တဲ့အတွက်ကျွန်တော်ပြန်လိုက်ပါအောင်မယ်အလားတပုံရိုက်တာ9နာရီနေပြီးတော့9နာရီခွဲတည်းရရဆိုတော့လူလည်းပင်မနေပြီမိုးလည်းချုပ်နေပြီဆိုတော့ဒီနေ့ဒီဗီဒီယိုကိုဒီမှာပဲရလိုက်ပါတော့မယ် Thank you so much for watching my videos and see you next time bye bye